ချမောင်ရွက်လည်းအရန်ကြိုက်တယ်ချမောင်လည်းရှာများတဲ့နိုင်ငံမှာရောက်နေရဲဆိုတဲ့လူတွေအတွက်ငါချက်ပြမယ်လာကြည့်ချမောင်ကျော်ရင်းနဲ့အလိုက်ဖက်ဆုံးကအသားပြုတ်ကျော်လေးငါဒီနေ့ကြက်သားကိုရေခမ်းချက်ပြုတ်ကျော်လေးပဲလုပ်ထားပါတယ်ကြက်သားကိုလုံးချက်တယ်ပေါ့နော်ရေပိုင်းနဲ့အရင်ပြုတ်မနေတော့တခါတည်းစီရီပိုင်းထည့်ပြီးခါကြောင်အိုးနဲ့မိအေးလေးနဲ့ပြစ်ထားလိုက်တယ်ပြီးရင်တော့ချမောင်စတိုင်လေးစကြော်မယ်ပေါ့နော်ဘာမှအရင်တော့ထူမတွားဘူးဒီချမောင်အစားကိုငါဟင်းနုနယ်ရက်ကလေးသုံးတာပေါ့နော်အချင်းကိုကြတော့ငါမကြီးတီသုံးထားတယ်ဒီကမကြီးမဲဝယ်တာလေလေချင်းတဲ့အထုပ်တွေချင်းတယ်မချင်းတဲ့အထုပ်တွေမချင်းဒီတစ်ခါတော့ချင်းတယ်အဲ့တော့လိုက်ပြီးတော့ထည့်ပြီးစရာမလိုအရင်တစ်ခါကြော်တော့ဆိုရင်တော့တံမြာဒီလေးညှစ်ထည့်ပြီးရတယ်မြစ်ကြတော့ Sainsbury ကနေဘူးလေးနဲ့လာတယ်ပေါ့နော်အဲ့တော့တရေပြုတ်ပြီးတော့ရိပ်လေးလီးထားတယ်ငါလေးဒီ spinach လေးနဲ့ချင်မောင်စတိုင်ကိုခဏခဏကြော်စားဖြစ်တယ်တစ်ခါလေးကျရင်သုံးထပ်သားလေးနဲ့ကြော်စားတယ်တစ်ခါလေးကျလို့ရှင်ပစွန်စိတ်လေးနဲ့စားရပေါ့နော်အရတာလေချမောင်ကျော်နဲ့ဒီဟင်းနုနယ်ရဲ့ကျော်နှစ်ခွက်ရှင်ထားလို့ရှင်လေဘယ်မှမသိနိုင်လောက်အရတာအရန်တူတယ်ပေါ့နော်ဒါမဲ့ texture လေးတော့တစ်ခုပြောစရာရှိရဲ့ဒီဟင်းနုနယ်ကအရန်နူတာချမောင်ဆိုလို့ရှင်ကွာအဲ့လိုအကိုင်းလေးကိုအဲ့လိုမျိုးလေးစားမိလို့ရှင်သိရကွာ anyway အရတာတော့အရန်တူတယ် spinach ကတော့နိုင်ငံတကာမှာရနိုင်ပါတယ်နော်လောက်စားကြည့်အပိုးမပြောဘူးမြန်မာနိုင်ငံချမောင်ရွက်ကျော်အတိုင်းပဲငါဒီဟင်းချက်ပြီဆိုလို့ရှင်ထမင်းအိုးချီချက်ထားတယ်အိမ်မှာအရန်စားကောင်းလို့လောက်စားကြည့်နော်